တာလီကြပါနော်ပရရှောင်းရကရောင်းကစားလေးဆိုကြလေအခုရခိုင်ပြည်မှာဖိုင်နေရပြဿနာတိမှာလောင်သူဖက်ကကောက်ကောက်ကြနေခါရကောက်ကောက်ကြနေရဆိုတဲ့ခါငါတို့အစားလောက်ရပလေးဆိုကြအစားဟာပင်လှုပ်လှုပ်တတိရီရီရထားပါတတိမလွားပါကြရောင်းသူလို့ဆိုဖမ်းမိဟာနဲ့ကောက်ကောက်နှိပ်ဆက်ပါတယ်လူတိကိုအေးတဲ့လုံးမရွာတိမလို့တိကိုညောင်းသူပိုက်နေမလားညောင်းသူပိုက်နေရဆိုခါရပိုင်ပိုက်နေဟာပရောဘဆိုကေလူကိုလူလို့မမလောင်တဲ့လူတိလူကိုလူလို့မမလောင်တဲ့လူတိကဖိုက်တဲ့အတွက်နဲ့တကယ်လို့များရောင်းသူဘက်မှာဖမ်းမင်းခကြီးပလီအောင်နှိပ်ဆက်ခံရဖို့ရောင်းဟာကိုရခိုင်သောတိုင်းရခိုင်သမားတိုင်းခေါင်းထဲမှာထိပါလုံးဝဒီပမျိုးအဖိုက်လေးမခံနိုင်ပါကိုလူတိကိုလုံးဝကြဟာနေမဖိုက်နိုင်ပါမဖိုက်ခံနိုင်ရင်ထဲစုအစားစားအရာအစားဟာကိုလှုပ်လှုပ်တတိထောက်ကပရောကေပရောရီလူကိုနှိပ်ဆက်တယ်ပရောရီလူကိုနှိပ်ဆက်ဖို့ဖမ်းဖို့ရေကပြိပမာနေရလူတိရစကေလွားပါတယ်အခုအခရီးအနေမှာရောင်းသူဘက်မှာတယောက်လေးမလို့ရင်ထဲစုအစားပရောချောင်းလေးဆိုလေးခါကြီးအစားအစားအရာအစားလှုပ်လှုပ်စိမ့်စားပါအခုအလံကိစ္စနဲ့ဖမ်းထားတယ်ဖမ်းဖို့လှုပ်ထားတယ်လူတိဟိပါရဲ့ရောင်းလူတိကိုတခုပရောချောင်းပါရဲ့ရောင်းသူကိုဆွေးထားတယ်တရစပရောပိုဆိုလေးခါကြီးထောင်ခေါင်းနိုင်လောက်ချနိုင်ပါရဲ့စံပရလေးချပရပါလိမ့်မယ်ရင်ထဲစုလုံးဝလေးသူရောင်းသူတရဆွေးခါကြီးပြိချမနေကြမလို့ဘရိပူတာချောင်းကအစားပိန်မျိုးထွဲလို့ရဖို့ဆိုတော့ကိုတခါလေးနဲ့တွေးပါရောင်းသူတို့ဘာမှာဘဝဆုံးခံစရာမလို့အချိန်တိုင်းငါတို့အိမ်ပြန်နိုင်ပါဖို့ဟုတ်တယ်မလားရင်ထဲတော့တရားနဲ့တရားအဆက်ဆက်အရာတတိထောက်ဖို့အတွက်ဘလော့ကပါဖုန်းထဲမှာနေတဲ့တစ်ခုလေးမဘလော့ပါမထောက်ပါကြီးကောင်းကောင်းဘလော့ပူဒီစကောနာထုံဖုန်းထဲမှာတစ်ခုလေးမထောက်ပါကြီးလို့အခုဖန်ခံတဲ့လူကြီးပါစိတ်လေးမကောင်းဖိုက်မိပါဒီလိုလေးတထောင်းနေငါတက်မလားအခုဇာဖိုက်လိုက်ဆိုရင်ဒီတိုက်လေးထောက်ထားတဲ့ကိစ္စအခန်းတဲ့ကောင်းတတိထားရပါမို့အိမ်တိုင်းမှာဘုံခုချောင်းနေတူထားပါအမိန်မထွက်အပလောင်ကိုမထွက်ရဆိုတဲ့အမိန်ဟိရေတော့လေရောင်းသူကိုရုံမှာဖို့ဆိုလေးခါကြီးရွာထိပ်ကိုပိုက်ခိုက်ဆိုလေးခါကြီးကိုမှအိမ်အောက်မှာဘရိဖို့နေရဟိရပေါ့ရောင်းသူကိုအစုလိုက်အပုံလိုက်ပါဖို့ကရန်စီထားလို့ဆိုလည်းငါတို့မသိရောင်းသူတော့ရုံမှာကောက်ကျင်းနေဆိုရင်နဲ့အိမ်တိုင်းမှာဘုံခိုချောင်းတူထောပါဘုံခိုချောင်းတူထောတွေပိုင်မျိုးဘုံခိုချောင်းထဲမှာဝါဖို့ဟိုနွေးထွေတိကအစအဲ့ပိုင်မျိုးအလုံးဘုံခိုချောင်းဆိုလေចောင်းတတ်မထောပါလေအထက်ကနေဖုံးထောပါရေကြီးစီစီအထက်ကိုဝင်တော့ဝင်ပြီးရသေးချာပြန်ပိတ်ပလိုက်လို့ရအောင်လုပ်ပါရေမရရောင်းသူဟိုစီတုံလာမှာပိုက်တာပဲမျိုးရောင်းသူမလောင်ကြီးပိုက်ပတ်ချောင်ပိုက်တိုက်ပေါ့ရင်ထဲဆိုရခိုင်သားတွေအားလုံးတတိထောက်ပြီးရဘုံကိုเจ้าကိုတူကပါအစားဟာလှုပ်ခရစ်တလန့်ကအစတတိဝိရိယနဲ့လောက်ကပါအခုချိန်မှာစိုက်ပွဲတံကိုခံနေရကရခိုင်သူရခိုင်သားတွေအားလုံးတော့စိတ်မကောင်းဖိုက်နေပါရဲ့ရေတာလေးတော့ဒီဟာတိတရရတရှင်ဘရီဆုံလာပို့လို့လေယုံကြည်ပါရဲ့ရပိုင်ဘရီဆုံလာရဲ့အချိန်မှာငါတို့တင်အတွက်ပါရာယနင်းတီကိုရောက်လာပါလိမ့်မယ်ရောင်းနေမရောက်ခေါင်မှာတောင်းပြီးခံရပါလို့ပြောဆောင်ပါတယ်ရခိုင်ပြည်မှာဖိုက်နေပြဿနာတိဆိုကိုလူမျိုးတစ်ခုလုံးကိုအညွမ်းတုံးပနာပါဖို့လုပ်နေကိစ္စဖိုက်တဲ့အတွက်နဲ့ဒီထက်လေးမကောက်ကပါကြီးအေထက်လေးပို့ခံရစရာတော့လည်းမရှိပါရဒီကေငါတို့မှာအလုံးသူတရားနဲ့တရားပေါင်းစည်းခံရပါမယ်ပေါင်းစည်းပြီးအောင်မောင်မှုကိုယူခဲ့ပါမယ်ဇာဘင်ဖိုက်ဒီတချိန်မှာငါတို့တွေဟာအကောင်းဆုံးနေရာတစ်ခုကိုမြန်မာနိုင်ငံမှာရလာဖို့အတွက်ငါတို့တွေအခုချိန်မှာဒုက္ခကိုခေါ်စီပနာခံရပါမယ်လူတီလို့ပြောချင်တာနင်ကုန်းချော့ပါတယ်နော်အားလုံးသူကလူဆိုင်ကပါအားလုံးသူဘေးကောင်းပါပါစေ